စဉ်ကျင်းပမြေမြန်မာရွေးရတကြံပွဲနဲ့တကြီးပူစုပွဲအခမ်းအနားကိုဧပြီလ9ရက်နေ့ကဩစတြေးလျနိုင်ငံစနေနေ့မြို့မှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့တကြံပွဲမှာတော့စနေနေ့မြို့ကမြန်မာမိသားစုတွေအပြင်လူမျိုးပေါင်းစုံဘာသာပေါင်းစုံကလူတွေပါပူပေါင်းပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ပွဲစီစဉ်သူကအခုလိုပြောပါတယ်။ဒီတကြံပွဲကဒီမှာတော့အစီအကားဆုံးပွဲတစ်ပွဲဖြစ်ပါတယ်။ဘယ်တခြားပွဲတွေနဲ့စာလို့ရှိရင်ပေါ့လေ။ဘာလို့လဲဆိုတော့ဒီလူမျိုးပေါင်းစုံဘာသာပေါင်းစုံလူကြီးလူငယ်အကုန်လုံးပါဝင်ဆင်နွှဲနိုင်ကြတာပေါ့နော်။အဲ့တော့ဒီပွဲမှာလူတော်တော်များလာတယ်ပေါ့။နောက်ပြီးတော့ဈေးရောင်းပွဲတွေတော်တော်စီစဉ်ပေးရတယ်။ဆိုတော့ဈေးဆိုင်တွေလာဖွင့်ကြတယ်။15ဆိုင်နဲ့ဆိုင်20လောက်ထိရှိပါတယ်။သူတို့ရမုံငွေတွေရတဲ့ရမုံငွေတွေကိုတို့ကဒီဗမာပြည်မှာလိုအပ်တဲ့နေရာတွေမှာတို့ကူညီပံ့ပိုးအမှုပေးကြပါတယ်။ဒါအပြင်ဒီနေ့မှကျင်းပတဲ့မြန်မာရွေးရတကြံပွဲနဲ့တကြီးပူဇော်ပွဲအခမ်းအနားကိုလာရောက်ဆင်နွှဲကြတဲ့မြန်မာမိသားစုတွေအများပြားလာရောက်ခဲ့လို့အားရဝမ်းသာကျေနပ်မိတယ်လို့ပွဲကိုတယောက်ခဲ့တဲ့ဦးဝင်းမင်းဆွေကလည်းအခုလိုပြောပါတယ်။ဒီနေ့ပွဲကတော့အထူးအားရတယ်ရပါတဲ့ကျွန်တော်တို့9နိုင်တည်းရင်ဟောတော့မဖွင့်သေးဘူးလူကြီးတွေကစအကုန်ရောက်နေပေါ့နော်ဆိုတော့ဒီရောက်တဲ့လူတွေရောပေါ့နော်ဒီဟိုတက်ကြီးပဲလုပ်တဲ့လူတွေရောတိဝိုင်းတွေရောဆိုတော့ပေါ့နော်ဟောတော့မဖွင့်သေးခင်ရောက်တယ်ဆိုတော့တော်တော်ကိုအားရစရာကောင်းတယ်ပေါ့နော်ဒီနေ့ကတော့တော့အဲ့ဒီတက်ကြီးဆိုလည်းဒီတို့ဒီမှာလူရှင်တွေလည်းအများကြီးရှိတယ်ပြီးတော့ဈေးရောင်းပွဲတွေလည်းများဆိုတော့လေဒီနေ့ကခါတိုင်းလိုပါပဲဒီပေါ့နော်စီကားပြီးတော့ဟောလုပ်ပါတယ်လို့ဒီဟိုစစ်တီမြို့ကလူတွေကပေါ့နော်တော်တော်ပေါ့ဒီဟိုမျိုးလို့ဆိုရင်ပွဲလမ်းနေဆိုရင်အရန်တက်ကြွပြီးတော့ဟောပါဝင်လှူရှားကြတယ်လို့ပြောတာဒီနေ့မှကျင်းပပြုလုပ်ခဲ့တဲ့မြန်မာရွေးရတကြံပွဲနဲ့တကြီးပူဇော်ပွဲမှာတေးသေးချင်းဖြုတ်ပွဲမြန်မာအကလတွေနဲ့မြန်မာရွေးရအစားအသောက်တွေကိုတက်ခဲရောက်ချမှုတွေနဲ့အတူစီလိမ့်ညီညွတ်မှုတွေရှိကြတယ်လို့ပွဲကိုတယောက်ခဲသူနောက်တစ်ဦးကလည်းအခုလိုပြောပါတယ်ကျမအနေနဲ့တော့အဝေးရောက်ပေါ့နော်မြန်မာပြည်သူပြည်သားတွေအဝေးရောက်ပြင်မဲ့လည်းဒီမြန်မာရွေးရတကြံကိုအတူတကွလာရောက်ပြီးတော့ပူပေါင်းဆင်နွှဲကြတယ်တကယ်ဆိုရင်ကျမတို့ကလွတ်လပ်စွာမဆင်နွှဲရတာကြာပြီပေါ့နော်လို့ပါတော့ညာလဲရှိတဲ့အတိုင်းကြာနဲ့စစ်တီမှာရှိတဲ့ဒီမြန်မာညီအကောင်မတွေအတူတကွလာရောက်ပြီးတော့တိုက်မြိုက်နော်ညီညွတ်ပေါ့ဈေးရောင်းတဲ့လူကရောင်းတဲ့တချင်းဆိုတဲ့လူတီးတဲ့လူအားလုံးလာရောက်ပြီးတော့ပေါ့နော်ဒီပွဲလေးကိုတကယ်ပဲအမှတ်တရပေါ့နော်ဒီချိန်သေးလေးဖြစ်အောင်ပြုလုပ်တဲ့အမှတ်တရလေးကိုတော့ကျွန်မမိမှာမဟုတ်ပါဘူးလို့ရေထဲကပြောမှာတကြီးပူဇော်ဝဲနေလေကတော့ကျွန်တော်မတိုင်ခင်ကျွန်တော်က96ကျမှဒီမှာရောက်တာဆိုတော့အဲ့ဒီမတိုင်ခင်တည်းက92လောက်တွေကနေပြီးတော့စလုပ်ခဲ့တာပေါ့လေဆိုတော့စုစုပေါင်းဆိုလို့ရှိရင်29ချိန်လို့ကျွန်တော်မှတ်မိပါတယ်အဲကိုဗစ်ကာလတွေကတော့မလုပ်လိုက်ရတဲ့နှစ်တည်စီပေါ့နှစ်လားမသိဘူးအဲ့ဒါနေ့တိုင်းကျွန်တော်တို့လူနည်းစုနေပါပဲအဲ့ဒီတက်ကြီးတွေအနေနဲ့ကတော့95နှစ်ပြည့်တဲ့သူနဲ့95အထက်လူတွေပေါ့လေဖိတ်တာပေါ့ဒါနေ့တိုင်းတော့ထုံးစံတိုင်းပေါ့လေတနေ့ကလူတွေတိုးလာရော့သွားတာတော့နည်းပါတယ်ဘာလို့လူကြီးတွေဒီမှာကြားမှာတက်စီကြပါတယ်အဲ့ဒါနေ့တိုင်းကျွန်တော်တို့လည်းအဲ့ဒါတက်နေကြဖိတ်ကြားပါတယ်တကယ်လို့မလာနိုင်တဲ့လူတိတ်တက်ကြီးတဲ့လူတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအတူပဲပစ္စည်းတွေအိမ်တိုင်းရောက်တိုက်ပို့ကြပါတယ်ပြေပြီလားပါဒီမှာရိုးကတင်းညာတက်ကြီးကြော့ပွဲကိုကျွန်တော်လုပ်လာတာဒီပေါင်းစနေမကရှိနေပါပြီစနီမိသားစုကစုပြီးတော့အမ်ဒါမချစ်စရာကောင်းတဲ့ဒလေးပါတက်ကြီးတွေကြော့တယ်ပြီးတော့မှပျော်ပွဲရှင်ပွဲလုပ်တယ်ကျွေးကြမွေးကြစားကြတောက်ကြတယ်ကကြတယ်နော်အထူးပဲပျော်စရာကောင်းတဲ့နေထူးနေမြတ်ပါနော်ဩစတြေးလျနိုင်ငံစနေနေ့မြို့မှာနှစ်စဉ်ကျင်းပနေတဲ့မြန်မာရွေးရတကြံပွဲနဲ့တကြီးပူဇော်ပွဲအခမ်းအနားဟာအခုဆိုရင်ပေါင်း20နှစ်ပါရှိလာနေပြီးပွဲကိုစီစဉ်ပေးတဲ့မြန်မာမိသားစုအလုပ်ကိုကျေးဇူးတင်ကြောင်းဦးလူအေးကလည်းအခုလိုရှင်းပြပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့အားတော့ကျွန်တော်တို့မြန်မာလူမျိုးမြန်မာဒလေးထုံးစံမှာပြုလုပ်နေကြဖြစ်တဲ့ကျွန်တော်တို့ရဲ့ဒီမြန်မာရွေးရတကြံပွဲနဲ့တ
တက်ကြီးပူဇော်ပွဲကိုကျွန်တော်တို့ဒီဩစတြေးလျနိုင်ငံ New South Wales ပြည်နယ် Sydney မြို့ကျွန်တော်တို့ဒီ Blackdown hall မှာပေါ့နော်ကျွန်တော်တို့ဘုံမင်းဟောမှာကျွန်တော်ကျင်းပပြုလုပ်နေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီမြန်မာရိုးရာတကြံပွဲနဲ့တက်ကြီးပူဇော်ပွဲကိုနှစ်စဉ်ကျင်းပလာတာเนาะကျွန်တော်ထင်တာနှစ်20ကျော်ခဲ့ပြီဖြစ်ပါတယ်เนาะဒီပွဲကိုစီစဉ်ပေးကြတဲ့ပုံကိုများအလုံးကိုလည်းကျွန်တော်ထူးတင်ရှိပါတယ်ကျွန်တော်တို့ဒီပွဲကိုကြွားရောက်ချင်းမြင့်ပေးကြတဲ့တက်ကြီးရွယ်ဦးများအလုံးကျွန်တော်တို့ဒီတက်ကြီးရွယ်ဦးများနဲ့ဒီမြန်မာ community ကိုဒီအထောက်အကူပြုနိုင်အောင်ပေါ့လေလာတော့မှလာရောက်ဈေးရောင်းချပေးကြတဲ့ပုံကိုများအလုံးဝယ်ယူစားသုံးပေးကြတဲ့ပုံကိုများအလုံးနောက်ကလောအားပေးကြတဲ့လူများအလုံးကိုလည်းပဲကျွန်တော်ထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်လည်းပဲတနောင်းတနေရနေပြီးတော့မှချင်းပြည်နယ်ကိုစားပေါ့နော်ကျွန်တော်ဒီနေ့မန္တလေးမီးရှည်ရဲ့မုံစီကျော်ရဲ့ကျွန်တော်တို့ရိုးရာဝတ်စားလေးတွေကိုပါဝင်ပြီးရောင်းချပါတယ်လို့เนาะ ဒါကြောင့်လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအဝေးရောက်နေတဲ့ပြည်ပမှာရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအခုလိုစုစုစည်းစည်းနဲ့တကြောင်ဘက်ကိုကျင်းပနေကြတဲ့လူမျိုးမြန်မာနိုင်ငံရဲ့လောလောဆယ်တဲအမြတ်တိုင်ရေးမှာဝိုင်းဝန်းပူပေါင်းကူညီသွားကြဖို့ကိုလည်းတိုက်တွန်းပြောဆိုထားပါတယ်ခုလိုပဲကျမတို့အတူတကွပေါ့နော်တကြံပွဲမှာမဟုတ်ဘူးပေါ့နော်ကျမတို့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့အခြေအနေတွေအတွက်အားလုံးဝိုင်းဝန်းပူးပေါင်းပြီးတော့ဆောင်ရွက်ကြဖို့ပေါ့နော်ကူညီကြဖို့မြန်မာနိုင်ငံရဲ့ဒီလွတ်လပ်စွာပေါ့နော်တရားမျှတမှုရရှိဖို့ကိုလည်းပေါ့နော်အခုလိုပဲဒီကြာရနေရမှာပေါ့နော်အားလုံးဆက်ပြီးတော့ဆုံးခန်းတိုင်အောင်အတူတကွပူးပေါင်းဆောင်ရွက်သွားဖို့ပေါ့ဒီကြံလိုပဲပေါ့တိုက်တိုက်မြတ်မြတ်ဖြစ်စေချင်ပါတယ်လို့ကျမထည့်သွင်းပြီးတော့ပေါ့နော်တိုက်တွန်းချင်ပါတယ်ရှင်စကားပြောရစီနေအားလုံးပဲစိတ်ချမ်းနေကိုယ်ကျမ်းမှန်နေပြည့်စုံပါစေဘေးပေါင်းရန်ပေါင်းအနေပေါင်းယောဂပေါင်းမြင့်မြင့်မြတ်တန်ပေါင်းကင်းဝေးကြပါစေဒီဘာလုံးလည်းငြိမ်းချမ်းကြပါစေမြမပြည်လည်းအမြန်ဆုံးငြိမ်းချမ်းပါစေလို့သူ့မကောင်းတောင်းလိုက်ပါတယ်အကြောင်းအားလျော်စွာမလာရောက်နိုင်သော